အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ MSD YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ကျွန်တော်တကယ်ချင်းတွေကိုကျွန်တော်ဒီ Smile One ကုတ်ထုတ်နေအကြောင်းလေးကိုကျွန်တော်နည်းနည်းပါးပါးပြပြပေးခြင်းနဲ့ဆိုတော့ကျွန်တော်တကယ်ချင်းတွေထဲမှာဒီ Smile One ကုတ်ထုတ်နေနဲ့ပတ်သက်ပြီးတော့ဒီလေ့လာနေတဲ့သူတွေရှိရင်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုသွားနိုင်ပါတယ်ကဲဆိုတော့ကျွန်တော်ပထမဆုံးပြောချင်တာကကျွန်တော်ရဲ့ channel ထဲမှာကျွန်တော် Mobile Legends ဘိုင်းမွန်ရောင်းနည်းကိုကျွန်တော်ဗီဒီယို2ပုတ်တင်ပေးထားတယ်ဒီအဲ့2ပုတ်ကတော့ကျွန်တော်တို့ဒီ Smile One website နဲ့ဒီ Mobile Legends ဘိုင်းမွန်ရောင်းနည်းရယ်ပြီးတော့ကျွန်တော်တို့ Uniban website နဲ့ Mobile Legends ဘိုင်းမွန်ရောင်းနည်းဆိုပြီးတော့ကျွန်တော်ဒီ2နည်းတင်ပေးထားတယ်ဆိုတော့အဲ့ဗီဒီယို2ပုတ်တင်ပြီးသားကျွန်တော်တင်ထားပြီးတော့ကျွန်တော်ကိုဒီ Telegram မှာလာပြီးတော့မေးကြတယ်ဘာမေးကြလဲဆိုရင်ကျွန်တော်တို့ဒီ Smile One ကုတ်ထုတ်နည်းအကြောင်းကိုလာပြီးတော့မေးကြတယ်ကျွန်တော်တို့ Smile One ကုတ်ကဘယ်လိုထုတ်ရတာလဲပြီးတော့ Smile One ကုတ်ထုတ်နည်းတင်တန်းရှိလားဘာလားဆိုပြီးတော့ကျွန်တော်ကိုလာပြီးတော့မေးထားကြတဲ့သူတွေရှိတယ်ဆိုတော့ကျွန်တော်ကအဲ့ဒီအကြောင်းအရာလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာကျွန်တော်နည်းနည်းဒီပြောပြပေးမယ်ကျွန်တော်ဘာလဲဆိုရင်ကျွန်တော်တို့ဒီ Smile One ကုတ်ထုတ်နည်းကတကယ်ရောကျွန်တော်တင်လားဆိုတာကိုကျွန်တော်နည်းနည်းပါးပါးရှင်းပြမယ်ဆိုတော့ဘယ်လိုလဲဆိုရင်ကျွန်တော်တို့ကဒီ Smile One ကုတ်ခုဆိုရင်ဗျာကျွန်တော်တို့ဒီ Smile One ကုတ်တကုတ်ရဲ့တန်ဖိုးက9,000လောက်ရှိတယ်အဲ့ဒီတော့ကျွန်တော်တို့ကဒီ Smile One ကုတ်ထုတ်နေတင်တန်းကိုကျွန်တော်တက်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဘယ်လောက်တက်တာသွားမလဲဆိုရင်ကျွန်တော်တို့တကုတ်ကိုမှကျွန်တော်တို့ဒီ900လောက်ပဲတက်တာသွားမှာဖြစ်တယ်ဆိုတော့ဘယ်လိုလဲဆိုရင်ကျွန်တော်တို့ဒီ Smile One ကုတ်ရောင်းနေကြတဲ့ဆယ်လာတွေကကျွန်တော်တို့ဒီတကုတ်ကိုမှကျွန်တော်900လောက်ပဲအမြတ်တင်ကြတယ်ဆိုတော့အဲ့အကြောင်းမလို့ကျွန်တော်တို့ကဒီတကယ်လို့ဒီကုတ်ထုံတွေကိုတက်တော့မယ်ဆိုရင်900လောက်ပဲကျွန်တော်တို့ကဈေးတက်တာမှာဖြစ်တယ်ဆိုတော့ဒါကတော့ကျွန်တော်တို့တွဲတိတ်ပြီးတော့အရန်ကြီးအဆင်မပြေဘူးကျွန်တော်တို့အများကြီးရောင်းရမှာပဲအဆင်ပြေမယ်ဆိုတော့ဒါကဘယ်လိုဖြစ်နေရလဲဆိုရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံဆယ်လာတွေကဒီတကုတ်ကိုကျွန်တော်တို့အနည်းဆုံးတော့ဗျာကျွန်တော်တို့ရှင်းပြောရင်1000လောက်တင်နေပေါ့ဗျာ1000လောက်တင်တဲ့အရာကိုသူတို့ကဈေးတွေပြန်လျှော့ပြီးတော့ဒီ9000ကျော်ရင်းရတာကိုမှသူတို့က900လောက်ပဲမြတ်တင်လိုက်တဲ့အခါကျတော့ကျွန်တော်တို့ဒီလိုမျိုးတွေဖြစ်နေရဖြစ်တယ်ကဲဆိုတော့ကျွန်တော်တို့ကဒီဘယ်လောက်ဆိုရင်နားလည်ကြမယ်လို့ထင်တယ်ကျွန်တော်တို့900ဆိုတော့တိတ်ပြီးတော့မများဘူးပေါ့ဗျာကျွန်တော်တို့300ကုတ်ဆိုရင်တကုတ်ကိုမှဒီ300လောက်ပဲအမြတ်တင်ကြတယ်ဆိုတော့ဒီပမာဏလေးနဲ့ကျွန်တော်တို့ဘာမှအဆင်မပြေဘူးကျွန်တော်တို့ကကျတော့ဒီတကုတ်ကျွန်တော်တို့ 1K ကုတ်တကုတ်နဲ့ကျွန်တော်တို့ Mobile Legends Diamond ရောက်မယ်ဆိုရင်အနည်းဆုံး9000 6000လောက်ကျွန်တော်တို့ကျန်တယ်9000 6000လောက်ကျန်တယ်ဆိုတော့ကျွန်တော်တို့ကဒီကုတ်ရောက်မလားဒီ Diamond ရောက်မလားဆိုရင်ကျွန်တော်တို့ဒီ Diamond ကို Diamond ရောက်တာပဲကျွန်တော်တို့အတွက်အများကြီးကျွန်တော်တို့ဒီအဆင်ပြေတာဖြစ်တယ်ကျွန်တော်တို့9000 6000လောက်ကျန်တာဖြစ်တယ်ကုတ်ကတကုတ်ကိုမှ900လောက်ပဲဆိုတော့ကျွန်တော်တို့ကလုံးဝအဆင်မပြေဘူးဆိုတော့ကျွန်တော်ကဒီဗီဒီယိုလေးမှာအဲ့ဒါလေးကိုကျွန်တော်ပြောပြခြင်းလို့ဒီဗီဒီယိုလေးကိုရိုက်လိုက်ခြင်းဖြစ်တယ်။ကဲဆိုတော့ကျွန်တော်တင်ငယ်ချင်းတွေမှာဒီကုတ်ကိုကျွန်တော်တို့ဒီကုတ်တွေဝယ်လို့ကျွန်တော်တို့သူများတွေကနေလိန်ခံနေရတဲ့သူရှိရင်ကျွန်တော်ဒီဗီဒီယိုလေးရဲ့ description နဲ့ဒီ comment မှာကျွန်တော်ရဲ့ Telegram channel လေးကိုကျွန်တော်လင်းလေးချပေးထားမယ်ကျွန်တော်ရဲ့ Telegram channel မှာလာပြီးတော့ဒီ Smile One ကုတ်လေးတွေကိုလာပြီးတော့ရုံကြီးနဲ့လာပြီးတော့ဝယ်လို့ရတယ်ဆိုတော့ကျွန်တော်တချို့ကျွန်တော်ငယ်ချင်းတွေတွေ့ကျွန်တော်ဒီမှာဒီဗီဒီယိုလေးမှာကျွန်တော်တစ်ဆက်သေးပြောပြချင်တာကကျွန်တော်တို့ဒီ Smile One ကုတ်ကထုတ်ရတာလားဝယ်ရတာလားကျွန်တော်တို့ဘယ်လိုလုပ်ရတာလဲဘယ်ရတာလဲဆိုတော့ဒါလေးကိုသိချင်နေကြမယ်လို့တင်တယ်အဲ့ဒါလေးကိုကျွန်တော်ပြောပြပေးတော့မယ်ဆိုတော့ Smile One ကုတ်ကဘယ်လိုလဲဆိုရင်ကျွန်တော်တို့တချို့လူတွေကတော့ကျွန်တော်တို့များတဲ့အနေဝယ်ပြီးတော့ပြန်ရောင်းနိုင်ရှိတယ်ဒါပေမဲ့တကယ်ဒီကျွန်တော်တို့ဒိုင်လောက်ပြီးတော့ Smile One ကုတ်ကိုရောင်းနေတဲ့သူတွေကတော့ကျွန်တော်တို့ကိုယ်ပိုင်အကောင့်နဲ့ကုတ်ကိုကိုယ်ပိုင်ထုတ်ပြီးတော့ရောင်းရတာဖြစ်တယ်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်ခဏလေးကျွန်တော်တစ်ချက်လေးဒါလေးကိုကျွန်တော်ပြပေးမယ်ဆိုတော့ဒီမှာပါကျွန်တော်တို့ဒီ Smile One ကုတ်ကိုဘယ်ကနေထုတ်လဲဆိုရင်ကျွန်တော်တို့ဒီ website လေးကနေဒီထုတ်ပြီးတော့ရောင်းလို့ရတယ်ဆိုတော့ဒီမှာကျွန်တော်ဒီဈေးလေးတွေကိုကျွန်တော်နည်းနည်းပြောပြပေးတော့မယ်ဈေးလေးကျွန်တော်ပြပေးမယ်ဆိုတော့ဒီမှာ Smile One ကုတ် Brazil တစ်ချက်ဝင်လိုက်မယ်โอเคဝင်လိုက်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ဒီ30ကျွန်တော်တို့ဒီ Brazil ဆိုတော့ Brazil ငွေပေါ့ဗျာကျွန်တော်တို့ဒီမှာ30ဆိုတာကျွန်တော်တို့300ကုတ်ရှိတယ်ပြီးတော့100ဆိုတာကကျွန်တော်တို့1000ကုတ်ရှိတယ်ဒီ
ဒီမှာဆိုရင်ကျွန်တော် origin price တွေက 5.712 ကနေ5.481 နဲ့ရတယ်ကျွန်တော်18.936ကနေ18.291နဲ့ရတယ်ဆိုတော့ဒါလေးတွေကတော့ဒီမှာကျွန်တော်တို့ဒီကုတ်ကိုဘယ်လိုကိုယ်တိုင်ဝယ်လို့ရလဲဆိုတော့ဒီကနေကျွန်တော်တို့ဝယ်လို့ရမှာဖြစ်တယ်ပြီးတော့ဒီမှာဆိုရင်တခြားကျွန်တော်တို့ဒီမှာspine one code ကျွန်တော် Philippine code တွေလည်းဒီမှာဝယ်လို့ရတယ် code တွေဆိုရင်ဒီမှာကြည့်လိုက်မယ်ဒါလေးတွေကတော့ကျွန်တော်တို့ coin ကျွန်တော်တို့ရဲ့အကောင့်တွေကို coin တန်းဖြည့်တာလေးဖြစ်တယ် coin လေးကျွန်တော်တန်းဖြည့်လို့ရဒီမှာဆိုရင်ကျွန်တော်တို့ spine one code spine one php 280 560 1120 2240ကျွန်တော်စရှိပြင်ကျွန်တော်ဒီမှာအများကြီးရှိတယ်ဆိုတော့ဒီဟာလေးနဲ့ကျွန်တော်တို့ကဒီ code တွေကိုပြန်ရောင်းရတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ပြောရမယ်ဆိုရင်တော့ဒီ code တွေကိုယ်တိုင်ရောင်းတတ်ရင်လည်းကျွန်တော်အများကြီးအမြတ်မကျန်ဘူးကျွန်တော်တို့9000ကျော်လောက်ရင်းမှတကုတ်ကိုမှကျွန်တော်တို့က900လောက်ပဲမြတ်တယ်ဆိုတော့ဒီတင်လားဆိုရင်ကျွန်တော်ကုတ်ထုံကြီးကိုတင်လားဆိုရင်ဒီအများကြီးမရောင်းရတဲ့သူတွေကကျွန်တော်တို့ကုတ်ထုံကြီးကိုမတင်ဘူးဆိုတော့အဲ့လိုမဟုတ်ဘူးတချို့လူတွေကကျွန်တော်တို့ကတော့ရောင်းနိုင်တယ်ရောင်းရတယ်ကျွန်တော်တို့ကြိုးစားပြီးတော့ရောင်းမယ်ဆိုတဲ့လူတွေကတော့ဒီကုတ်ထုံကြီးကိုလာပြီးတော့ကျွန်တော်စီမှာလာပြီးတော့မေးမြန်းလို့ရတယ်ကဲဆိုတော့ကျွန်တော်ရဲ့ Telegram account လေးကတော့ကျွန်တော်အခုဒီမှာပြထားတယ်လို့ပဲကျွန်တော်မျိုးစစ်တဲ့938 share ဆိုတဲ့ဒီ Telegram account လေးမှာလာပြီးတော့မေးမြန်းလို့ရတယ်ကဲဆိုတော့ဒီလောက်ဆိုရင်အားလုံးပဲကျွန်တော်တကယ်ချင်းနေနားလည်သွားကြမယ်လို့ထင်တယ်ကျွန်တော်အခုပြပြပြီးတော့အားလေးကတော့ကျွန်တော်တို့ဒီ Smile One Code နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လာပြီးတော့မေးမြန်းနေတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ကပြောပြပေးထားတာဖြစ်တယ်ဆိုတော့ဒီလောက်ဆိုရင်အားလုံးပဲနားလည်ကြမယ်လို့ထင်တယ်အားလုံးပဲစင်ပြေကြပါစေ